တူမိုသေးတဲ့အကြောင်းကိုသွင်းကိုတကုန်းနဲ့တက်တေထူကဘောလူပွဲပို့ပေးခဲ့တဲ့ရိုနယ်ဒိုအားလုံးပဲမင်္ဂလာပါခင်ဗျာ MD Daily Sport Page ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆော်ဒီလေးရဲ့အရှင်တခင်တရားအဖြစ်သတ်မှတ်ခြင်းခံထားတဲ့ပေါ်တူဂီသားကြီးရိုနယ်ဒိုကတော့အသက်အရွယ်ဆိုတာသူ့အတွက်အဓိကမကျပင်စမ်းဆောင်ရည်တွေကသာသူ့အတွက်အဓိကကျတဲ့အကြောင်းကိုကလပ်အသင်းမှာရောနိုင်ငံအသင်းမှာပါပြသနေကြတာဖြစ်ပါတယ်။ဆော်ဒီလေးမှာအဆင်ပြေမှုတချို့ရှိနေခဲ့တဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်နေခဲ့တဲ့ပေါ်တူဂီသားကြီးဟာ NSR အသင်းနဲ့အတူဆိုလာအောင်မြင်မှုတွေရယူနိုင်ခြင်းမရှိပေမဲ့သွင်းကိုတွေကိုတော့ပွဲစဉ်တိုင်းนี้ပါရယူနေခဲ့ပြီးဆော်ဒီပရိုလီရဲ့ကိုသွင်းအများဆုံးရှူဗနက်စုတွေကိုပါစက်တိုက်ဆိုလိုရယူနေကြတာပါဆော်ဒီလေးမှာလည်းဂိုးသွင်းကျန်းနေခဲ့တဲ့ဆော်ဒီလိုဟာပေါ်တူဂီအသင်းအတွက်ကစားပေးခဲ့တဲ့အချိန်မှာလည်းအရေးပါတဲ့သွင်းကိုတွေကိုရယူပေးနေကြတာမြင်တွေ့ထားခဲ့ရတာဖြစ်ပါတယ်ဆော်ဒီဟာပြီးခဲ့တဲ့ညကစားခဲ့တဲ့ဂျာမနီအသင်းနဲ့နေရှင်လီဆီမီဖိုင်နယ်ပွဲစဉ်မှာအသင်းအတွက်အရေးပါတဲ့အနိုင်ဂိုးကိုသွင်းယူကဘောလူပွဲစီပို့ဆောင်ပေးသွားခဲ့ပါတယ်အသက်40ကျော်ရွယ်ကိုရောက်ရှိနေပြီဖြစ်တဲ့ဆိုပေမဲ့လည်းသူ့ရဲ့စွမ်းဆောင်ရည်ကတော့အကောင်းဆုံးအနေအထားမှာရှိနေသေးတယ်ဆိုတာကိုပြီးခဲ့တဲ့ညကစားခဲ့တဲ့ပွဲစဉ်မှာပြသသွားခဲ့တာဖြစ်ပါတယ်ဆိုလာအောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့ဂိုကြီးရိုနယ်ဒိုအတွက်ကတော့ဆိုလာအောင်မြင်မှုကိုရယူသွားဖို့ရောင်နီတန်းလာခဲ့တာဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီးဝေးကွာနေတဲ့ဆိုလာအောင်မြင်မှုတွေကိုရယူသွားနိုင်မလားဆိုတာကိုတော့စောင့်ကြည့်သွားရမှာပါဂိုကြီးရိုနယ်ဒိုဥဆောင်တဲ့ပေါ်တူဂီအသင်းဟာဂျာမနီအသင်းနဲ့နေရှင်လီဆီမီဖိုင်နယ်ပွဲစဉ်ဖြင့်ရှင်ပြိုင်ကစားသွားခဲ့တာဖြစ်ပြီးနှစ်ဂိုးတဂိုးဆိုတဲ့ရလက်နဲ့အတူအနိုင်ယူပြီးနေရှင်လီဖိုင်နယ်ကိုတက်လှမ်းသွားခဲ့ကြပါတယ်ပေါ်တူဂီအသင်းဟာဂျာမနီအသင်းနဲ့တွေ့ရင်ဘယ်တုန်းကမှကန်ကောင်းလေးမရှိတဲ့အသင်းလို့ဆိုရမှာဖြစ်ပြီးဒီခါတော့ဂျာမနီအသင်းကိုကြော်ဖြတ်သွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ပေါ်တူဂီအသင်းဟာဂျာမနီနဲ့တွေ့တိုင်းအစင်လာကောင်းလေးမရှိတဲ့ဆန်ရင်ကိုခြေဖြတ်နိုင်ခဲ့တာဖြစ်ပြီးယခုပွဲပါလေဂျာမနီကအဖွင့်ကိုအရင်သွင်းယူခဲ့ပြီးတဲ့နောက်နောက်ကလိုက်ခြေပါကိုနဲ့နိုင်ကိုတွေလိုက်လံသွင်းယူပြီးနိုင်ဝဲရယူသွားနိုင်ခဲ့ကြတာပါဂျာမနီအသင်းအတွက်တလုံးတည်းသောကိုကိုပွဲစားခြင်း48မိနစ်မှာလေဘာဦးပြတ်မှတ်တိုက်စစ်ကစားမှာ Brian Ruiz ကသွင်းယူသွားခဲ့တာပါပေါ်တူဂီအသင်းအတွက်ဂိုးတွေကိုတော့လူစားဝင်တိုက်စစ်ကစားမှာကွန်စီကာအိုက63မိနစ်မှာခြေပါကိုသွင်းယူခဲ့ပြီးအနိုင်ဂိုးကိုတော့ဂိုဂျီရိုနယ်ဒိုက68မိနစ်မှာသွင်းယူသွားခဲ့တာဖြစ်ပါတယ်ဘောလုံးအားကစားနဲ့ပတ်သက်တဲ့သတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ page ကိုလည်း like and follow လုပ်ပေးခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါရစေအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ